အရာမဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့မိသားစုကိုဒီလိုစုံစည်းရတဲ့ခွင့်ကိုပေးတဲ့ကြောင်းဖျားတခင်ကိုအင်တာမကွန်မြတ်ပါတယ်ကျွန်တော်တို့အခုကိုmusic လေးနဲ့ကျွန်တော်တို့ဖြောပြရမှာဖြစ်ပါတယ်အရောက်စီတိုင်းကိုကြားရင်ကောင်းကြည့်ပြပါစေVale, we manera de viajar y hasta el próximo